နီးပြတဲ့ရဲ့စိတ်ကြိုက်ကစားသမားပေါင်တန်း80တန်းပြစ်မှတ်အားလုံးပဲမင်္ဂလာပါရှင်စပေါ့ကဘာကနေကြိုဆိုလိုက်ပါတယ်နီးပြတဲ့အေရာအိုလာအန်ဖီမီကိုရောက်လာပြီးကတည်းကအပြောင်းရွှေ့စည်းကွက်မှာလူအယုံဆုံးမျက်စိကျနေတဲ့စိတ်ကြိုက်ကစားသမားကဘယ်သူဖြစ်မလဲပြီးခဲ့တဲ့ရာသီကအဆင့်9နေပဲရာသီတင်ခဲ့ရလို့အသစ်ပြန်ပြီးတော့မှပြန်လေတိဆောက်ဖို့အသေးအတန်လိုအပ်နေတဲ့လီဗာပူးအတွက်အေရာအိုလာကသူ့ရဲ့အသင်းဟောင်းဘုံမောက်ကွင်းလေလူအဲလက်စကော့ကိုအန်ဖီကိုခေါ်လာဖို့အတွက်အဓိကပြစ်မှတ်ထားနေတယ်လို့သိရပါတယ်။ဒီကောင်လေးဟာအေရာအိုလာရဲ့လက်အောက်မှာတကယ့်ကိုမှထူးထူးခြားခြားတိုးတက်လာခဲ့တဲ့ကျေပွင့်တစ်ပွင့်ပါ။ဒါပေမဲ့ပြဿနာကသူ့ကိုလီဗာပူးတသင်းနဲ့တင်မကဘဲနဲ့ချယ်ဆီနဲ့မန်ချက်စတာယူနိုက်တက်တို့ကပါမျက်စိကျနေပြီးတော့စောင့်ကြည့်နေကြတာ။အဲဒါကြောင့်မလို့လဲဘုံမောက်ဘက်ကသူတို့ရဲ့ကျေပွင့်ကိုလွယ်တကူလက်မလွတ်ချင်မဲနဲ့တကယ်လို့ရောင်းရမယ်ဆိုရင်တော့မှပေါင်တန်း80အောက်လုံးဝအကြမခံဘူးဆိုပြီးတော့ဈေးကိုတင်ထားတယ်။ဒီဈေးနှုန်းကလီဗာပူးအတွက်အတော်လေးကိုမြင့်မားတယ်ဆိုပေမဲ့လို့လေအေရာအိုလာရဲ့စိတ်ကြိုက်ပြစ်မှတ်စင်းထဲမှာကတော့အဲလက်စကော့ကနံပါတ်1နေရာမှာရှိနေသေးပါ။စိတ်ဝင်စားဖို့ကောင်းတာကစားသမားကိုယ်တိုင်ကလည်းအေရာအိုလာလီဗာပူးကိုပြောင်းရွှေ့သွားတဲ့အပေါ်အတော်လေးကိုမှချီးကျူးပြောဆိုထားပြီးတော့လီဗာပူးပရိသတ်တွေစိတ်လှုပ်ရှားဖို့အကြောင်းလဲရှိပါသေးတယ်ဆိုပြီးတော့မှအန်ဖီကိုလာခြင်းနဲ့အရေးအမွက်စကလုံးမျိုးကိုတော့မှပြောထားတာပါ။ဆိုတော့ပြောင်းရွှေ့ကြီးပေါင်တန်း80ဆိုတာကအသင်းအတွက်မသေးလှတဲ့ပမာဏဆိုပေမဲ့ဒီနွေရာသီမှာနီးပြအသင်းရဲ့စိတ်ကြိုက်တပည့်ရင်းလေးကိုရအောင်ခေါ်ဖို့လီဗာပူးဘက်ကအားလုံးအံ့ဩသွားမဲ့ကမ်းလှမ်းမှုမျိုးကိုတကယ်ပဲလုပ်လာမလားဆိုတာကတော့တကယ်ကိုမှရင်ခုန်စွာနဲ့စောင့်ကြည့်သွားရမယ့်အခြေအနေပဲဖြစ်ပါတယ်ရှင်။